ဉဉ်စိုးတွေသူတို့အိမ်မဝင်လာအောင်လှည့်စားတဲ့အနေနဲ့သူတို့ကိုယ်တိုင်ကြောက်စရာကောင်းတဲ့မျက်နှာဖုံးတွေဝတ်တယ်ဆန်းပြပြအဝတ်စားတွေဝတ်တယ်ပြီးရင်သူတို့အိမ်ကိုလည်းကြောက်စရာကောင်းအောင်ပြင်ဆင်ပြီးတော့မှဝဉဉ်စိုးတွေကိုလှည့်စားတဲ့အနေနဲ့ပြုလုပ်ရာကနေအစပြုလာပြီးတော့မှအားလုံးမင်္ဂလာပါဒီနေ့အောက်တိုဘာလ31ရက်နေ့ဟာ Halloween နေ့ဖြစ်ပြီးတော့မှ American နိုင်ငံနဲ့အနောက်နိုင်ငံအတော်များများတင်မမဟုတ်ပဲနဲ့အခုချိန်မှာကမ္ဘာနိုင်ငံအသီးသီးမှာဒီ Halloween နေ့ကိုကျင်းပပြုလုပ်လာကြတယ်ဆိုတာကိုတွေ့ရတာဖြစ်ပါတယ်ဒီနေ့ခရစ်ယာန်ယုံကြည်သူမိဘများအနေနဲ့တင့်သားသမီးကို Halloween နေ့ကိုပါဝင်ဆင်နွှဲခြင်းမပြုဖို့ရန်အတွက်ကျွန်မအနေနဲ့အကြံပြုလိုပါတယ်ဒီ Halloween ဟာဆိုလို့ရှိရင်ဘယ်လိုပေါ်ပေါက်လာတာလဲဆိုတဲ့အရာကိုလေ့လာမယ်ဆိုရင်တော့ဝိညာဉ်ဆိုးတွေကိုကြောက်ရွံ့တဲ့လူမျိုးတစုကနေမှဝိညာဉ်ဆိုးတွေဟာ All Saints Day လို့ပြောတဲ့နိုဝင်ဘာလ1ရက်နေ့မတိုင်ခင်เนาะညနေဖြစ်တဲ့အောက်တိုဘာလ31ရက်နေ့ညမှာအဲ့လိုဝိညာဉ်မကောင်းဆိုးဝါးတွေဝိညာဉ်တွေကထလာပြီးတော့မှလောကကြီးတဲ့ကိုရှောက်သွားတယ်လို့သူတို့ယူဆကြတာဖြစ်တယ်အဲ့တော့သူတို့ကဝိညာဉ်ဆိုးတွေသူတို့အိမ်မဝင်လာအောင်လှည့်စားတဲ့အနေနဲ့သူတို့ကိုယ်တိုင်ကြောက်စရာကောင်းတဲ့မျက်နှာဖုံးတွေဝတ်တယ်ဆန်းပြပြအဝတ်စားတွေဝတ်တယ်ပြီးရင်သူတို့အိမ်ကိုလည်းကြောက်စရာကောင်းအောင်ပြင်ဆင်ပြီးတော့မှဝိညာဉ်ဆိုးတွေကိုလှည့်စားတဲ့အနေနဲ့ပြုလုပ်ရာကနေအစပြုလာပြီးတော့မှတဖြည်းဖြည်းနဲ့နှစ်ပေါင်းကြာလာတဲ့အခါမှာတော့ဒါစိတ်လှုပ်ရှားစရာပျော်စရာကောင်းတဲ့အနေနဲ့ပေါ့နော်ကျင်းပကြတယ်တချို့ကြတော့ဒါကိုတရေပွဲတော်လို့အလွယ်ပြောကြတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ဒီနေ့ကျမတို့ဟာအယူသီးတဲ့ခရိယန်တွေမဟုတ်ပါဘူးဝိညာဉ်စိုးတွေကို6လနဲ့အကာအကွယ်ယူတဲ့အနေနဲ့အစပြုလာတဲ့ယုံကြည်ချက်ပေါ်မှာကျင်းပလာတဲ့ပွဲတစ်ခုဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကလောကသားတွေကျင်းပတယ်လို့ဆင်နွှဲတယ်လို့မပါဝင်ဘဲနဲ့ဒီနေ့ယောမဩဝါဒစာအခန်းကြီး7အခန်းငယ်1မှာပါတယ်လို့ဒီနေ့ကျမတို့ဟာလောကီပုံစံကိုဆောင်ဖို့မဟုတ်ပါဘူးဒီနေ့အမိုက်မောင်ကိုအလင်းထွန်းလင်းမဲ့လူတွေအဖြစ်ကျမတို့ကရွေးချယ်ခန့်အပ်ထားခြင်းခံရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ကျမတို့သားသမီးတွေကိုတွင်တင်တဲ့အခါပြောပြတဲ့အခါမှာလဲကောင်းမြတ်တဲ့အရာနှစ်သက်ဖွယ်သောအရာစုံလင်တဲ့အရာကြီးဟူသောဖရာသခင်အလိုတော်ရှိတဲ့အရာဘယ်အရာဖြစ်တယ်ဆိုတဲ့အရာကိုတင်ပေးရမှာဖြစ်တယ်လို့သူတို့ရဲ့စိတ်နှလုံးအသစ်ပြောင်းလဲပြီးတော့မှပုံသဏ္ဍာန်ပြောင်းလဲခြင်းရှိဖို့ရန်အတွက်ကျွန်တော်တို့ကတိုက်တွန်းလို့ဆိုအားပေးဖို့ရန်အတွက်လိုအပ်တာဖြစ်ပါတယ်ဒီနေ့ခေတ်မှာဆိုရင်တော့ဒီလိုကြောက်စရာကောင်းတဲ့အဝတ်အစားတွေကိုကလေးငယ်တွေကိုတော့တချို့မိဘတွေကမဝတ်ပေးဘူးပေါ့နော်များတော့အဖြစ်တော့ချစ်စရာကောင်းတဲ့ကာတွန်း character လေးတွေအလိုဟာမျိုးလေးတွေကိုဝတ်စားပြီးတော့မှဒီ Halloween decoration ပြင်ထားတဲ့အိမ်တွေပေါ်မှာတအိမ်သက်တအိမ်စင်သူတို့တွားပြီးတော့မှtrick or treat ဆိုပြီးတော့မှချိုချင်လေးတွေလိုက်တောင်းကြတယ်ပေါ့နော်ဒီအရာကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့တွားတောင်းတဲ့အိမ်တွေကအပျော်သဘောကြောင့်ပဲဖြစ် place တွေပေါ့နော်ကြောက်ရှာကောင်းအောင်ပြင်ဆင်ထားကြတယ်လူအယိုး6တွေမကောင်းဆိုးဝါးပုံတွေတချို့ဆိုရင်ဒီ witch ပေါ့နော် witchcraft နဲ့ဆုံးတဲ့ကဝေတွေနဲ့ဆက်ဆိုင်တဲ့အပြင်အစင်တွေနဲ့တအားကိုကြောက်ရှာကောင်းတဲ့အိမ်တွေထဲမှာတွားပြီးတော့မှတောင်းကြတယ်ပေါ့နော်တချို့ကမိဘပါတယ်တချို့ကတငယ်ချင်းတွေနဲ့ပဲတွားကြတယ်ဘလို့ပဲဖြစ်နေပါစေအောင်တော့ဒီအရာတွေဟာကျမတို့ရဲ့ယုံကြည်သူခရိယန်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီအပြုတ်အမူတွေဟာအလင်းသဘောကိုဆောင်တဲ့အရာတွေမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ကလေးတွေကိုဘာကြောင့်ကျမတို့မစင်နွဲတင်ဘူးလဲဆိုတဲ့အရာကိုသူတို့နားလည်နိုင်လောက်အောင်ကျမတို့ကရှင်းရှင်းလင်းလင်းပြောပြပေးဖို့လိုအပ်တာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့သူတို့နဲ့အတူပါဝင်ဆင်နွဲတဲ့တန်းဘော်တွေတငယ်ချင်းတွေရှိရင်လည်းသူတို့ကိုနှက်ဆိုးနဲ့ပေါင်းဖော်တဲ့လူတွေလိုသဘောထားပြီးတော့မှပြောဆိုတာမျိုးရှုံချတာမျိုးမပြုလုပ်မိဖို့ရန်အတွက်အရေးကြီးတာဖြစ်ပါတယ်ဒါဆိုရင်ကျမတို့ကျောင်းတွေမှာလည်းဒီနေ့Halloween နေ့မှာဆို Halloween parade ဆိုပြီးတော့မှသူတို့ဒီအဝတ်စားတွေဝတ်တယ်ပါတီလိုမျိုးပေါ့နော်အစားအသောက်တွေပြင်ဆင်ပေးကြတယ်ဒါကဒီနေ့ American နိုင်ငံမှာဆိုရင်တော့ culture တစ်ခုလိုဖြစ်နေတာဖြစ်တဲ့အတွက်သူတို့ပါဝင်ကြတာဖြစ်တယ်ဆင်နွှဲကြတယ်ဒါပေမဲ့အဲ့ဒီနေ့လိုမျိုးမှာဆိုလို့ရှိရင်တင့်အနေနဲ့ပြုလုပ်ပေးတဲ့အရာကတော့ကိုယ်ကလေးကိုပေါ့နော်အဲ့ဒီနေ့တရက်ကလေးတော့ခွင့်ယူစေပြီးတော့မှအိမ်မှာဖြစ်နိုင်မယ်ဆိုရင်တော့တင်တဲ့အကျူမိသားစုတူဖြတ်တန်းဖို့ရန်အတွက်ကျမအနေနဲ့အကြံပြုလိုပါတယ်အဲ့လိုနေ့မျိုးမှာကျမတို့ယုံကြည်သူ
မိတ်ဆွေတငယ်ချင်းတွေအိမ်ကိုအလဲသွားတာမျိုးဖြစ်ဖြစ်သူတို့စားချင်တဲ့အစားအစာတွေကိုအိမ်မှာချက်ပေးတာအပြင်မှာထွက်စားကြတာမဟုတ်ရင်လည်းမိသားစုအတူတကွအိမ်မှာ game တွေခေါ်ဆော့တာဇက်ကားလေးတွေအတူကြည့်ခြင်းအဖြစ်လည်းဖြတ်တန်းလို့ရတယ်လို့တချို့ American တွေကတော့ trunk and treat ဆိုပြီးတော့မှဖျားเจ้าရဲ့ကား parking လိုဟာမျိုးเจ้าရဲ့ parking တွေထဲမှာသူတို့ကားတွေကိုအလှဆင်ပြီးတော့မှအဲ့ဒီမှာသူတို့ကလေးတွေကိုပေါ့နော်လာယူစေတယ်ပေါ့ကားတကားပြီးတကားကိုသွားပြီးတော့သူ trunk or treat လို့ပြောတဲ့အခါမှာချွတ်ချင်းလေးတွေတမ်းပိုက်ကလေးတွေပေးတာမျိုးတွေလုပ်လေလည်းရှိကြပါတယ်လို့ဆိုတော့ကျမတို့အနေနဲ့အကောင်းဆုံးကတော့ဖျားเจ้าမှာတချို့အသင်းတော်တွေမှာအဲ့ဒီနေ့အတွက် special event အနေနဲ့ကျင်းပလေးရှိကြတယ်ကလေးတွေနှစ်သက်မဲ့အစားအစာတွေကိုပြင်ဆင်ပေးတယ်သူတို့တချင်းတွေတမချန်းစာတွေပုံဝတ္ထုတွေပြောတယ်ကျန်းစာတင်ကြားတဲ့အစီအစဉ်လေးတွေလုပ်ပြီးတော့မှအဲ့ဒီနေ့ကိုဖြတ်တန်းကြတဲ့အရာတွေလည်းရှိတာဖြစ်ပါတယ်။ဘာပဲပြောတဲ့အနေနဲ့အဲ့ဒီနေ့မှာပါဝင်ဆင်နွှဲလိုတဲ့သူတို့စန္ဒရှိတဲ့ဝစ်ချင်တဲ့ထူးဆန်းတဲ့အဝတ်စားလေးတွေရှိတယ်ဆိုရင်လည်းအဲ့ဒီနေ့အတွက်မဟုတ်ပဲနဲ့ပေါ့နော်လိုချင်ရင်လည်းဝယ်ပေးနိုင်ရင်ဝယ်ပေးပါမဟုတ်ဘူးဆိုရင်လည်းသူတို့စားချင်တဲ့ဒီချိုချင်တွေကိုလည်းအဲ့ဒီပွဲမတိုင်ခင်မဟုတ်လည်းအဲ့ပွဲနောက်ပိုင်းမှာပဲဖြစ်ဝယ်ပေးခြင်းအဖြစ်လည်းအဲ့ဒီနေ့ကိုကျမတို့မစင်နွဲဖို့ရန်အတွက်ကလေးတွေရဲ့အသက်တာဝိညာဉ်ရေးအပိုင်းမှာကျမတို့အများကြီးထောက်မပေးနိုင်နေဆိုတဲ့အရာကိုကျမအနေနဲ့ပြောပြပေးချင်ပါတယ်အရောက်စီတိုင်းပေါ်မှာဖျားခင်အထူးကောင်းချီးပေးပါစေ